ကျွန်တော်တို့မိသားစုတွေဈေးကြီးတော်ကြီးကိုတက်ဖူးမြောက်တော့ပါမယ်ဒါစင်ပြီးတော့စင်နေရင်ကြည့်လိုက်တာပေါ့နော်ကလေးတွေပါတာစင်နေကြည့်စင်သာကျွေးပြီးတော့မှဒါဈေးကြီးတော်ကြီးကိုအရင်ဖူးမြောက်လာမမွန်းလားဒါကျွန်တော်တို့ဖက်ထားမယ်ပေါ့နော်ဒီဘက်မှာဖက်ထားရမယ့်နေရာမှာကျွန်တော်တို့ဒါခဏထားမှာဖြစ်ပါဒါတော့ပန်းရောင်းလိုက်ဒါဖက်ထားတဲ့နေရာဒါကျွန်တော်တို့ကပ္ပကင်ဘက်ဒါဟိုဘက်မှာစင်ပြီးတော့ရှိတယ်ဒါတော့လေကားလေးကြီးတွေကိုတက်အောင်ဒါဘာစာချိတ်ထားမှာလဲဟောဒါရှင်ရဒါကစေဒီတော့ဖရာကြီးဖွင့်ချိန်ပိတ်ချိန်န9နာရီဖွင့်တယ်ည9နာရီမှာပိတ်တယ်ကျွန်တော်အပေါ်ရောက်မှပြန်ရပြပါမယ်လောလောဆယ်တော့လှေကားကိုအေးအေးဆေးဆေးသမီးတော်တွေပါတဲ့အတွက်သမီးတော်တွေထိန်းချောင်းပြီးတော့မှကျွန်တော်လှေကားတက်လိုက်ပါအောင်မယ်ဒါလှေကားတက်လိုက်ပါအောင်ခလေးထိန်းရင်လည်းမလို့ခဏနားပါမယ်ခင်ဗျာကျွန်တော်တို့စတက်ပါပြီပြပေါ်နေရိုက်ပေးမယ်ဟဲ့လေကတက်နေပါပြီခင်ဗျာလေကတက်နေပါပြီခင်ဗျာလာဟဲ့ဒါဟိုကစင်နေထားတဲ့ပဲပေါ့နော်မစင်ပြူတွေဝေးရကြီးရအောင်ဖိုးရလို့ဒါဟိုကဓာတ်လီကဘလို့လဲဓာတ်လီကတက်လို့ဓာတ်လီကပြက်နေလို့တဲ့ကျွန်တော်တို့ကတဲ့ရဒါတော့ဈေးပြီးတော်ကြီးစင်းမြင်တော်ဘောကိုရောက်ရှိလို့လာပါပြီကျွန်တော်တို့အဖွဲ့တွေစင်းမြင်တော်ဘောရောက်လာပါတခြားအဖွဲ့တွေအပြူကြီးတွေကမရောက်သေးဘူးအပြူကြီးတွေလာနာဖေးဖေးဗီဒီယိုရိုက်ထားနော်ဒါဟောမှာစင်နေပဲမစင်နေစင်ပြူတွေဒါဈေးတော်ကြီးပဲနေမြန်ဟိုးဘက်မှာရှမ်းရိုးမတောင်တန်းနေဒီဘက်မှာရှမ်းရိုးမတောင်တန်းနေရှိတယ်ကျွန်တော်တို့ဟိုးဘက်ရောက်မှာပြဟိုးဘက်မှာဘကိုးရိုးမရှိဒါဥပ္ပါဒတန်တိဈေးတော်မြတ်ကြီးပါဈေးတော်မြတ်ကြီးရှင်းနေတော့ကျွန်တော်တို့ရောက်လာဖျောင်းဝင်ဖူလိုက်ပါအောင်ဖျောက်ဖူပါအောင်ပြကြရင်ဈေးတော်ကြီးကိုတစ်ဖက်ပတ်မယ်ခါပြီးရင်တော့ကျွန်တော်တို့ဖွဲ့တွေကလေးတွေနဲ့ဆိုတော့ကျွန်တော်တို့မိသားစုတွေတလိษံယုံတော့မှပြပါတယ်တလိษံယုံတို့ဗုဒ္ဓဂါယာတို့ကျွန်တော်တို့တော့မှာပါရိုက်တော့ပြန်ဒါတော့ကျွန်တော်ရဲ့သမီးအငယ်လေးမတ်ဥဖြစ်ပါလေဒါတော့မတ်စုကတော့အပြူကြီးလုပ်ပြီးတော့မှသူ့အမနဲ့ထင်ရလျှောက်သွားဒါတော့စေတီတော်ကြီးရဲ့ကိုရောက်တော့နော်စေတီတော်ကြီးအတွင်းပရောတဲမှာလည်းကျဲလာကြီးပဲစေတီတော်ပရောကျွန်တော်လည်းပထမဆုံးရောက်ဘူးလားဆိုတော့ဘယ်နှမ်းမှာဘာတွေရှိတယ်ဆိုတော့မသိထဲရောက်တော့ကြီးညိုပွဲဟာဆိုတာတဲ့အားခမ်းနားတယ်ပေါ့နော်ဒီမှာတော့နိုင်ငံမှာကဇတ်တော်ကြီးတွေဇက်ကြီးဆယ်ပွဲတယ်နော်ဖွားပြည့်ဆန်ပြောနမိတ်ကြီးတွေပါလားဒါကဖွားတော်မူခံဟိုမှာလည်းသူမိသားရှင်သေးနဲ့ဒီဘက်ကသူနာသူတွေရဟန္တာပါလားမသိဘူးအဲ့ကြတော့ကျွန်တော်လည်းမသိသေးဘူးဒီကျမှလိုက်ကြည့်ပါနော်ကြောက်ကြီးတွေနဲ့လောက်တာဒါတော့ဈေးပြီးတော့ပရောအတွင်းပိုင်းမဂ္ဂသစ္စာသမုဒယသစ္စာနိရောဓသစ္စာသစ္စာလေးချက်ပရိစ္ဆေသမုပ္ပါရှင်းနေတယ်နော်လုံးကြီးကျယ်ခန္ဓာထဲဝါဟောဒီမှာကျွန်တော်အခုမှမြင်တယ်ဒါဈေးကြီးရောတီးထိုင်းတော်မူဈေးရောလေးတွေထိုင်းတော်မူဈေးကြီးရော
ဘာလောက်ထားလဲမသိပါဘူးလာမြန်လို့လားမြည်ဟောအများပြည်သူတို့ပြန်လဲလူရမ်းမြည်ရုပ်သွားတော့များအားစေးကြော်ကြီးအတွင်းမိုင်းမှာတော့ကျွန်တော်တို့မိသားစုဥတော်လုပ်ပြီးလားသမီးလေးဥတော်လုပ်ပြီးလားကျဲသားကြီးအထဲထဲမှာအပြန်ကြည့်ရင်ဈေးကြော်ကြီးအတော်ကြီးကြီးတယ်လို့မထင်အောင်နည်းနည်းတော့ကြီးတယ်လို့ထင်အထဲရောက်တော့မှပို့ပြီးတော့မှဒါကြီးကိုကြီးတော့နေတယ်ကျွန်တော်ဖျားကတော့လိုက်ပါအောင်မယ်ဖျားဝတ်ပြုရင်တော့မှတတိထားမိတာလေဒီမှာကြောက်စိမ့်ဆင်းလို့တော့ဈေးဒီတော်ကြီးထဲမှာရှိတဲ့ကြောက်စိမ့်တင်းနေမှာကိုတော့ရတော်ကိုမှအဲကြောက်သားကောင်းတယ်နေမှာဗျာမယ်ကြောက်သားကားနဲ့ပြောရင်ပေါ့အကြီးကြီးအသားတွေပေါ့ဗျာစိမ့်စိမ့်အကွက်တွေကကြောက်စိမ့်အကြီးတော်ကိုမှလက်ရလည်းမြောက်တယ်ကောရမမြတ်စွာဘုရားလဲရလဲမြောက်တယ်နောက်ပြီးတော့ဒါမှနော်စင်နုတော်ကြီးအကြီးတာလည်းကောင်းပါလုံမှာအဖိုးတန်တယ်ကြောက်စိမ့်နေတယ်ထုလုပ်ထားတယ်တမိုးမပြတ်နိုင်နေနော်ဒါတော့ပါပဲကျွန်တော်ဟိုဘက်ဒီပတ်ပြီးပြပါဦးမယ်ဒါ6လက်မလောက်တော့ရှိမှာပါနော်ဖျားဘူးလာတဲ့ဧည့်သည်တွေကိုပြန်ပြီးတော့မှကုသိုလ်ပြုတာဥပုပ်ရက်တွေဆိုရင်ပေါ့နော်ပြန်ပြီးကုသိုလ်ပြုတာပါတဲ့ဒါဒီမှာဒီစေတီလေးတွေကပေါ့နော်ခုမှမေးကြည့်ဒါတစ်သားတွေကြောက်ကြည့်နေထူထားမှာပေါ့နော်ဒီဖျားကြီးကိုလာပြီးလှူတဲ့ပန်းတွေပေါ့အဲ့ဒီပန်းတွေကိုအချောက်ခံစုပြီးတော့မှအမုံကျိတ်အဲ့ဒီအမုံနေနဲ့ပြန်ပြီးတော့မှသုံးလောက်ထားတဲ့မန်ဖျားတွေပေါ့ဒီအမုံတွေကိုမန်ထားလို့ပေါ့နော်ဟိုလိုမန်ဖျားမဟုတ်ဘူးမန်အောင်ဘာညာဖျားရလို့မဟုတ်ဒါတစေးတွေနဲ့ဘာနဲ့နော်ဒီပန်းကြောက်မှုန့်ကြိတ်ပြီးတော့မှတုံးလောက်ထားတယ်ဖျားတွေပါဖျားဘူးလာတဲ့ဒီတူတွေကိုပြန်ပြီးတော့မှလက်ဆောင်ပူဇော်ဝင်ပေးတာအများကြီးပဲအနေကစားတင်ပြီးတော့မှပေးတာဟာတဲ့ရမ်းမမကြီးညိုတက်တဲ့ကောင်းတယ်စေးတော့ဒါကတော့အနောက်မုတ်ပေါ့နော်ဒါအနောက်ဘက်မုတ်ကနေမြင်ရတဲ့မြင်ခွင်းဒီပါဒါကျွန်တော်တက်ခဲ့တာအရှိဘက်ကတက်တယ်ဒီမှာအနောက်မုတ်အနောက်ဘက်ကနေမြင်ရမာရဝိဒယထိုင်တော်မူကိုရောမြတ်ကျဲဒီဘက်မှာမဟုတ်တခြားမှာဝေးကြီးမှာကျန်နေမမြင်ရအောင်ကျန်နေမြင်ရတာဟိုးမှာကျွန်တော်ပြပေးလွတ်တော်ရုံမြင်ဒါအဲ့ဒီမှာမြင်ရတဲ့ကွန်မွန်နီနဲ့အဆောက်အဦကြီးတွေကလွတ်တော်ရုံမှာဒီအခုဗီဒီယိုထဲမှာမြင်နေရတဲ့ထိုင်တော်မူစေတီကတော့မာရဝိဒယထိုင်တော်မူမဟုတ်ပါဘူးတခြားထိုင်တော်မူစေတီတော်ကြီးဖြစ်ပါတယ်ဒါမှကလေးလေးတွေပေါ့နော်တနင်္ဂနွေနေ့ဆိုတော့ရပူလာတဲ့လူတွေကတော့ပေါ်နေကျွန်တော်တို့မိသားစုတွေဒါတော့အနောက်ဘက်စောင်းတာဟေးနောက်ဘက်မင်းမြောက်ဟိုထဲမှာပထမ်းရော့နေကြဓမ္မရဝိသယစေရောမြတ်ဟုတ်ပါဘူးဥပါဒတန်တိစေရောမြတ်ကြီးရင်းမြင်တော့ဒီလောက်ပါပဲဒါဆိုအရှိနောက်တောင်မြောက်အကုန်နှံ့ဒါဒီဘက်ကကျတော့ပကိုးရိုးမဒါပကိုးရိုးမဒါပေမဲ့လောလောဆယ်ကတော့မြူရီဆိုင်မှိုင်းနေတိုင်နေတော့မမြင်ရဘူးဗျဒီလောက်ပါပဲဗီဒီယိုလည်းရှည်သွားပြီဒါပြင်တတိဆန်ယုံနေတခြားနေရာတွေမှာတခြားဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျေးဇူးပါကုသိုလ်တရားပွားနိုင်ကြပါသည်အားလုံးကုသိုလ်တရားပွားနိုင်ကြပါ